ကြောက်စရာကောင်းလဲလို့ဘာလို့ပြောရလဲဆိုတော့လေဒီမှာရေခဏခဏနေကြတာပြည့်ရဲ့တငယ်ချင်းအတီးတရာတယောက်လည်းနေပူးတယ်အိုက်တန်းလေးဘေးရလေးရေကအနက်ကြီးတည်လားပြီးရပြုတ်ကြလို့ရှိရင်တော့မှရေနည်းနည်းကူးတတ်တော့လေအနီးစပ်ရာထီကိုပြန်ပြီးတော့ကိုပြင်းထားပြီးသားပေါ့နော်အဲ့မကြီးတွေကကြတော့ပြလိုက်တာတွေ့ပြီးတော့လိုက်တက်ပြီးတော့ရိုက်ကြပြီးတော့အဲ့ရမှာရေညှိနေနေဆိုတော့လေချောနေတာသူတို့ပြုတ်ကြတော့ပြီးတော့နစ်ကြရောရေမကူးတတ်လို့ရှိရင်အိုက်တန်းတွေပေါ်သွားပြီးတော့တက်မရိုက်တင်ဦးဒီမကြီးလည်းနစ်တာလားစော့နေတာလားမသိဘူးဗီဒီယိုထဲမှာပြန်ကြည့်မှတွေ့ရအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်เนาะနောက်ဘလော့တွေမှာပြီးနေထပ်ပြီးတွေ့ကြမယ်ရှင်